မြတ်စွာဘုရားရဲ့ဘဝကိုကြည့်လိုက်မြတ်စွာဘုရားဟာဘဝလူဘဝရလာပြီးတဲ့အခါမှာအသက်80တတ်တော်80လူလောကမှာနေထိုင်ခဲ့တယ်တတ်တော်80ဘုရားဘဝနဲ့45နှစ်နေထိုင်ခဲ့တရားကျင့်တဲ့အချိန်ကနှစ်ပေါင်း6နှစ်လောကီစိတ်ရင်ခံစားပြီးတော့မင်းသားဘဝနဲ့နေတာက29နှစ်ဟောဘုရားလောင်းလေးမွေးဖွားလာပြီးတော့ရွှေနှန်းစည်းရင်ခံစားနေတဲ့29နှစ်အတွင်းမှာအခက်အခဲတစ်စုံတရာရှိခဲ့တယ်ဆိုတာမှတ်တမ်းထဲမှာမရှိဘူးเนาะမှတ်တမ်းမှာမှတ်ထားတာမရှိဘူးအေးတောထွက်ပြီးတော့တရားကျင့်တယ်6နှစ်ကြာလို့ရှိရင်တော့ခက်ခဲတရားကျင့်ကြရတာဘာကြောင့်လဲတာမန်အနေထားမဟုတ်ဘဲနဲ့ဘုရားလောင်းတော်ဟာဒီအနုတ္တရတန်တိဝရဗဒလို့ခေါ်တယ်တကယ်ထူးမြတ်တဲ့အငြိမ့်တက်ကိုရှာတယ်အဲ့ဒါလို့ရှာတာဟာမှန်ကန်တဲ့လမ်းကြောင်းနဲ့မရှာမိပဲနဲ့မှားယွင်းတဲ့လမ်းကြောင်းနဲ့လိုက်ပြီးတော့ရှာနေတာအချိန်ကြီးဖြုံးပြီးတော့6နှစ်နီးလောက်ဖြစ်သွားတယ်အဲ့လိုလမ်းမှားပြီးတော့ခန္ဓာကိုယ်ပင်ပန်းခံပြီးတော့ဒုက္ခရောက်သွားတာဟာကံကြမ္မာဝတ်ကြွေးကိုပေးစားရတာလို့ဒီလိုအဲ့ဒီထဲမှာမှတ်တမ်းတင်ထားတယ်နော်အဲ့ဒီချိန်ကစပြီးတော့ကံကြမ္မာဝတ်ကြွေးဟာပေါ်လာမမှန်ကန်ကန်နဲ့တကယ်တရားလမ်းကြောင်းတိုင်းကြီးလိုက်မယ်ဆိုလို့ရှိရင်6နှစ်ထိအောင်ကျင့်စရာလည်းမလိုဘူးတတော့ပင်ပန်းခံဖို့လည်းမလိုဘူးမလိုအပ်ဖက်နဲ့မှားယွင်းတဲ့အကျင့်တွေနဲ့အချိန်ကုန်ပြီးတော့ခန္ဓာကိုယ်ကြီးပင်ပန်းပြီးတော့ဒုက္ခတွေအကြီးကျယ်ရောက်သွားကြရတာဟာလွန်ခဲ့တဲ့ဘဝတစ်ခုမှာပြစ်မှားခဲ့တဲ့ကံကြမ္မာဝတ်ကြွေးရဲ့ဝတ်ကြွေးကိုပေးစားရခြင်းလို့ဒီလိုပြောတယ်ဘယ်တော့ဝတ်ကြွေးဖြစ်ခဲ့တာတုန်းလို့ဆိုသိမဝေးခင်ကဝတ်ကြွေးဟောဒီဗဒ္ဒကဘာထဲမှာဂေါရမမြတ်စွာဘုရားမပွင့်ခင်အရင်ပွင့်တဲ့ဘုရားကတ္တဗမြတ်စွာဘုရားလူတွေရဲ့တက်တန်းအသက်2000တန်းမှာကတ္တဗမြတ်စွာဘုရားပွင့်တော်မူခဲ့တယ်အဲ့ဒီအချိန်မှာဂေါရမဘုရားလောင်းဟာဇောတိပါဠလို့ဆိုတဲ့ပုံနာဗေဒကျမ်းတက်ပုံနာဖြစ်ခဲ့တယ်ဗေဒကျမ်းတက်ပုံနာတွေဆိုတာအလွန်မာမာနကြီးတယ်ပညာမှန်တအားတက်တယ်ပညာမှန်နဲ့မကဘူးဗြဟ္မဏဆိုတာအဲ့ဒီခေတ်ခါမှာအမြတ်ဆုံးပဲသူကတ္တဗဘုရားလက်ထက်နဲ့ဂေါရမဘုရားလက်ထက်မတူဘူးဇတ်၄မျိုးခွဲထားတဲ့ထဲမှာခတ္တိယဇတ်ဗြဟ္မဏဇတ်ဝိသဇတ်သုဒ္ဓဇတ်လို့အိန္ဒိယနိုင်ငံမှာလူတွေရဲ့အဆင့်အတန်းဇတ်ခွဲခြားထားတာ၄မျိုးရှိတယ်အဲ့ဒီ၄မျိုးထဲမှာဂေါရမဘုရားလက်ထက်မှာကျတော့ခတ္တိယဇတ်ကဥဆောင်နေတယ်မျိုးတွေကထိတ်တန်းရောက်တယ်လို့ဆိုပါစို့ဗြဟ္မဏဇတ်ကဒုတိယအဆင့်မှာရှိတယ်ဝိသတို့သုဒ္ဓတို့ကတော့တတိယနဲ့စတုထပေါ့နော်ကတ္တဗဘုရားလက်ထက်မှာကျတော့ခတ္တိယဇတ်တဲ့ဗြဟ္မဏဇတ်ကထိတ်တန်းချတယ်ဗြဟ္မဏဇတ်ကပို့ပြီးတော့မြင့်တယ်ဘာဖြစ်လို့လဲဆိုတော့ကတ္တဗမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဗြဟ္မဏဇတ်ဝင်မယ်အဲ့တော့ဇတ်ကိုအမိပြုပြီးတော့လည်းပဲမာမနာတွေတက်တယ်ဗေဒကျမ်းဂန်တွေတက်တဲ့ဘောဓုတပညာကိုအကြောင်းပြုပြီးတော့လည်းပဲအဲ့ဒီဇောတိပါဠပုံနာမာမနာတွေတက်ခဲ့တယ်ဘုရားလောင်းတော်ဘလောက်ပဲပါရမီတွေပြည့်ဘုရားလောင်းဆိုတာအမှန်တမ်းစိတ်ကောင်းရှိပြီးတော့ဘဝမှာစီးပူးအထုတ်ခဲ့တဲ့ပါရမီတွေနဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်ပေမဲ့လို့ပတ်ဝန်းကျင်ရဲ့လှည့်စားမှုကြောင့်ဇာတိမန်တွေတက်တယ်ပညာမန်တွေတက်နေတယ်ပညာမန်တွေတက်ပြီးတော့ကတ္တဗမြတ်စွာဘုရားကိုလူမထင်သူမထင်သဘောမျိုးနဲ့သူကပြောခဲ့တယ်ဘယ်လိုပြောလဲလို့ဆိုရင်ဘောဓိဆိုတဲ့ဖယားတဆူဖြစ်ဖို့အသိဉာဏ်ဆိုတာသူတို့ဗေဒကျမ်းဂန်တွေထဲမှာလည်းပါတာပေါ့အဲ့ဒီဘောဓိဆိုတဲ့အသိဉာဏ်ဟာအမတန်မှခဲရင်ဒီလိုခဲရင်တဲ့အသိဉာဏ်ကိုဒီလိုကြုံတုံးထားတဲ့ကိုတော်ကရနိုင်ပါမလားလို့ပြောခဲ့တယ်
ကတ္တဝဘုရားကိုအထင်သေးပြီးတော့ပြောခဲ့တယ်ဒီစကားလေးရှိတယ်ပေါ့ကုတောနုဘောဓိမုံဒတ္တမုံဒဆိုတာဥပိကတုံဆိုတဲ့အဓိပ္ပာယ်နဲ့တော့ဘောဓိပရမဒုံလပါဘောဓိဆိုတာတမ္ပညုတဉာဏ်ကြီးဆိုတာအမတမခဲရင်လည်းရခဲတယ်အဲ့ဒီရခဲတဲ့တမ္ပညုတဉာဏ်ကြီးဟာသူ့မှာရနိုင်ပါမလားမရနိုင်တော့ဘူးလို့အထင်သေးပြီးတော့ပြောခဲ့တဲ့စကားတစ်ခုရှိတယ်ဒီဘုရားလောင်းမိမဲ့လို့ဘုရားကိုမကြည်ညိုဘူးဆိုတာတတိထားဖို့လိုအပ်တယ်ကတ္တဝဘုရားပြီးရင်ပွင့်မဲ့ဘုရားအလောင်းကဘုရားကိုမကြည်ညိုဘူးဟုတ်ကဲ့လားဒါကြောင့်မလို့ကိုယ့်ကိုသိပြီးတော့အထင်မကြီးနဲ့ဒီဘဝမှာဗုဒ္ဓဘာသာဖြစ်နေပြီမဲ့လို့နောက်ဘဝမှာဗုဒ္ဓဘာသာလူမျိုးတွေဈာမှာမဖြစ်ဘဲနဲ့တခြားလူမျိုးတခြားဘာသာဝင်တွေရဲ့ဈာမှာဖြစ်မယ်ဆိုရင်တခြားဘာသာဝင်တွေပဲရောင်သွားမှာပဲအဲ့ဒါကြောင့်မလို့ကိုယ့်ကိုခိုင်မာအောင်လုပ်ဖို့အမတန်မှအရေးကြီးတယ်အသိဉာဏ်နော်ဒီလိုဘုရားလောင်းကြီးတောင်မှပဲဒီဘုရားကိုကြည်ညိုနိုင်စွာမရှိအဲ့ဒီမှာကတ္တဗမြတ်စွာဘုရားကိုပြုစုနေတဲ့ကတ္တဗဘုရားနဲ့အမတန်မှယဉ်ကျေးတဲ့ဂတိကာရဆိုတဲ့ဩရိမ့်တယ်ကြီးရှိတယ်ကောရမဘုရားလောင်းတောထွက်တဲ့အခါကျတော့ကြာသင်္ကန်းလာကတ်တယ်ဆိုတာဗြဟ္မာကြီးအဖြစ်နဲ့အဲ့ဒီဂတိကာရကတ္တဗလက်ထက်တုန်းကကတ္တဗဘုရားလက်ထက်တုန်းကသူကဩရိမ့်တယ်ကြီးမျက်စိနှကွင်းအလင်းမရတဲ့မိဘနှစ်ပါးကိုပြုစုလို့ကျွေးနေတာသူကအနာဂံဥပဒကာကြီးဇောတိပါဠဆိုတဲ့ပုံနာနဲ့သူကအမတန်မှခင်တယ်အမတန်မှယဉ်နေတယ်ယဉ်နေတော့အဲ့ဒီဇောတိပါဠပုံနာကိုဘုရားကြောင့်ခေါ်တာဘုရားကြောင့်သွားအောင်ဆိုမလိုက်ဘူးသူကနော်မလိုက်ုံနဲ့မကဘူးဒီဥပိကရုံးနေစီသွားလို့ဘာအကျိုးရှိမှာတုံးဆိုတဲ့စကားမျိုးပြောတယ်သူကနော်နောက်ဆုံးကြတော့ဂတိကာရဆိုတဲ့ဩရိမ့်သေးကြီးကခွန်အားဗလာလည်းမတန်ကောင်းတယ်နောက်ဆုံးကြတော့လိုက်မှလားမလိုက်ဘူးလားဆိုပြီးတော့သပင်ဆွဲပြီးတော့ကင်လိုက်တဲ့အခါကျတော့မှသူကဘုရားလောင်းဆိုတာစိတ်ကောင်းတော့အမတန်ရှိဂတိကာရလူစမ်းနေတဲ့လူတယောက်ကသူ့သပင်ကိုကင်နာနဲ့ပဲသူကတာမန်ပုဂ္ဂိုလ်ဆိုရင်အဲ့ဒီနေရာမှာတပ်ပွဲဖြစ်သွားနိုင်တယ်ပေါ့ဟောဘုရားလောင်းကတော့စဉ်းစားတယ်တိတ်အရေးကြီးတဲ့ကိစ္စမို့ငါ့ကိုခေါ်တာပဲလို့ဒီလိုတွေးတယ်အဲ့ဒါလို့တွေးပြီးတော့ကဲသပင်တော့မဆွဲနဲ့လိုက်ခဲ့ပဲလိုက်သွားတယ်ဘုရားစီရောက်တော့တရားဟောတယ်ဘုရားတရားလည်းနားလဲရဆုံးဖြတ်ချက်ကြသွားတယ်ဓမ္မတရားစစ်တရားမှန်ပဲဆိုတာချက်ချင်းသိသွားစောစောပိုင်းတုန်းကတော့ဇာတိမန်တွေပညာမန်တွေနဲ့အခုကံဖြစ်နေသည့်အတွက်ကြောင့်ဘုရားပေါ်မှာအထင်သေးမြင်သေးစကားတွေပြောခဲ့တယ်ဘုရားတရားနာလဲရတဲ့အခါကျတော့အမှန်တရားဆိုတာဒါပဲလို့ဆုံးဖြတ်ပြီးတရားပွဲကထတာနဲ့ဘုရားစီမှာခွင့်တောင်းပြီးတော့သင်္ကန်းဝတ်လိုက်တာအိမ်မပြန်တော့ဘုရားလောင်းတွေကဆုံးဖြတ်ချက်အမတန်ပြင်းထန်တယ်တာမန်ပုဂ္ဂိုလ်တွေကဒီလိုဆုံးဖြတ်ချက်သိပြီးတော့မရှိဘူးကြိုက်တော့ကြိုက်တယ်မလုံးနိုင်သေးဘူးဒီလိုဘုရားလောင်းနေကြတော့အယူဝါဒတစ်ခုကိုယူပြီးဆိုလို့ရှိရင်လည်းလမ်းဆုံးအောင်လိုက်တယ်စွန့်ပြီဆိုရင်လည်းချက်ချင်းစွန့်တယ်သူတော့အချိန်မဆွဲဘူးဆိုလိုတာကပြတ်သားတယ်ရဲရင်နဲ့ပေါ့တာမန်ပုဂ္ဂိုလ်တွေကပြတ်သားမှုရဲရင်မှုအားနည်းတယ်မရှိကြဘူးဒါကြောင့်မို့လို့တန်တရားထဲမှာအချိန်ဆွဲနေကြတာဟုတ်ကဲ့ဘုန်းကြီးတို့တွေပြတ်သားမှုရဲရင်မှုမရှိသည့်အတွက်ကြောင့်တန်တရားထဲမှာအချိန်ဆွဲပြီးကြားနေကြတာဇောတိပါဠလူလင်ဘွားတုန်းကဘောဓိဆိုတာလွန်ခဲနာဒီလိုဥပိကရုံးနေအနေနဲ့ဘယ်လိုလုပ်ပြီးဘောဓိဉာဏ်ကိုရနိုင်မှာတုံးဆိုတဲ့ဒီအပြောနဲ့ကဲ့ရဲ့စကားပြောခဲ့သည့်အတွက်ကြောင့်လမ်းလွဲပြီးတော့သူခင်ဗျာကျင့်နေရတာလွယ်နဲ့မရဘူးတဲ့အဲ့ဒါဒီစကားပြောခဲ့သည့်အတွက်ကြောင့်လွယ်နဲ့မရခဲ့ဘူး6နှစ်ပတ်လုံးလမ်းလွဲပြီးတော့ဘုရားလောင်းဟာကျင့်ကြံကြိုးကိုအထောက်ခဲ့ရတယ်ပင်မဆင်းရဲစွာလမ်းရှာမတွေ့နိုင်ဘူးအတော်နဲ့အဲ့ဒါဟာ
ဝတ်ကြွေးကိုပေးဆက်လိုက်ရတာပဲလို့ဒီလိုပြောတာနော်အဲ့ဒါဘဝမှာဝတ်ကြွေးကိုပေးဆက်လိုက်ရတာဒါဒီတစ်ခုပဲဒီတစ်ခုဟာဝတ်ကြွေးကိုပေးဆက်လိုက်ရတယ်ဒါကြောင့်မို့လို့အမတမမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ဝစီကံမျိုးပြမှားတဲ့စကားမျိုးမပြောမိအောင်ဘုန်းကြီးတို့တွေဆင်ခြင်ဖို့လိုအပ်တယ်တဲ့ဒီကံကြမ္မာဝတ်ကြွေးဟာကိုယ်တိုင်လုပ်ခဲ့တာဖြစ်သောကြောင့်ဒီကံကြမ္မာဟာကိုယ်တိုင်ဆောင်ရွက်ခဲ့တဲ့ကံဖြစ်သောကြောင့်ကိုယ်တဏ္ဍာမှာကြွေးအနေနဲ့တင်ရှိနေတယ်ဒါကြောင့်မို့ပေးဆက်လိုက်ရတယ်တဲ့6နှစ်ပတ်လုံးဒုက္ခရစရိယာကျင့်ပြီးတော့ပေးဆက်လိုက်ရတယ်6နှစ်ကျင့်တဲ့အကျင့်ဟာဘာမှအထောက်အကူမဖြစ်ဘူးပြင်မယုံတက်တက်ပဲလို့ဆိုလို့တယ်နော်အဲ့ဒီဒုက္ခရစရိယာအကျင့်ကိုကျင့်လို့ဖျားဖြစ်တာမဟုတ်ဘူးလမ်းလွဲပြီးတော့လိုက်နေတာခန္ဓာကိုယ်ပြင်မယုံပဲမှန်ကန်တဲ့လမ်းကြောင်းဟာနောက်မှတွေ့သွားဒီလိုဆိုလိုတာနော်အဲ့ဒီလမ်းမလိုက်တာဘာကြောင့်လိုက်ရတယ်လဲဆိုရင်ကတ္တဗဘုရားလက်ထက်တုန်းကမာမနာကြီးပြီးတော့ပြောမှားဆိုမှားလုပ်ခဲ့သည့်အတွက်ကြောင့်အဲ့ဒီကံကြမ္မာဝတ်ကြွေးကိုပေးဆက်ရတာတဲ့ဟောကဲနောက်တစ်ခုမြတ်စွာဘုရားရဲ့ဘဝကိုကြည့်ဘုရားရဲ့ဘဝမှာဒီဆွဆွဲခံရမှုကြီးနှစ်ခုကြုံခဲ့နော်တေချာစဉ်းစားကြည့်မယ်လူဘဝရလာတဲ့အခါလူတိုင်းဆွဆွဲခံရတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဘဝမှာအကြီးအကျယ်အရှက်တကွဲအကျိုးနဲ့ဖြစ်အောင်ဆွဆွဲခံရမှုကြီးဟာနှစ်ကြိမ်ကြုံခဲ့ဘူးသုံးတရီဆိုတဲ့ပြပိုင်းမှာရဲ့ပြဿနာတစ်ခုစိန်စမာနဝိကာလို့ဆိုတာရဲ့ပြဿနာတစ်ခုအောင်ချင်းရှင်ပါထဲမှာတော့စိန်စမာနဝိကာအကြောင်းသိနေကြတယ်ပေါ့နော်အဲ့တော့မသိတာကသုံးတရီဆိုတဲ့ပြပိုင်းမှာရဲ့ပြဿနာဆွဆွဲခံရမှုကြီးတွေကအမတန်မှဖြည့်ရှင်းရခက်တဲ့ဆွဆွဲခံရမှုကြီးနှစ်ခုကြုံခဲ့ဘူးတဲ့ဘုရားလောင်းမြတ်စွာဘုရားဘဝမှာကြုံခဲ့တယ်အဲ့ဒီလိုကြီးမားတဲ့ဆွဆွဲခံရမှုကြီးနှစ်ခုကြုံတာဟာလည်းပဲကံကြမ္မာဝတ်ကြွေးကိုပေးဆက်ရတာတစ်ချိန်တုန်းကဆွဆွဲခဲ့ဘူးတဲ့သူကိုယ်တိုင်ဆွဆွဲခဲ့တာအဲ့ဒီဆွဆွဲခဲ့တဲ့ပြစ်မှုတွေကိုသူကိုယ်တိုင်ခံရတာတဲ့ဘာလို့ဆိုလို့ရှိရင်ဖုဒ္ဓမြတ်စွာဘုရားရဲ့လက်ထက်အခါကာလမှာသူကဖုဒ္ဓမြတ်စွာဘုရားရဲ့တာဝကတွေဆွဆွဲခံရတာနဲ့ပတ်သက်လာတဲ့အခါမှာသူကဘယ်သူဖြစ်ခဲ့တာတုံးလို့ဆိုမုနာလိဆိုတဲ့လူဆိုးလူပေတယောက်ဖြစ်ခဲ့ခုခေတ်တော့လမ်းတရားလို့ပြောခြင်းပြောမှာပေါ့ပါဠိစာပေကဒုဋ္ဌလို့ဆိုတဲ့အသုံးနဲ့သုံးတယ်ဒုဋ္ဌဆိုတာအပျော်ကျူးသမားလူဆိုးပေါ့ကစားကျူးတယ်အရက်ကျူးတယ်ကာမကျူးတယ်ဆိုတဲ့အဲ့ဒီအပျော်ပါလိုက်စားပြီးတော့မကောင်းတာဆိုအကုန်လုံးတဲ့လူမျိုးကိုဒုဋ္ဌလို့ခေါ်တယ်ပေါ့ကျင့်ကြုတ်ကအဲ့ဒီမုနာလိဆိုတဲ့ဒုဋ္ဌဘဝမှာလူဆိုးဘဝမှာသူကသူရပိဆိုတဲ့ပိစိကဗုဒ္ဓမထေရမြတ်ပိစိကဗုဒ္ဓအရှင်မြတ်ကိုသူကဆွဆွဲခဲ့ဘူးတယ်မဟုတ်တရုံနဲ့မတော်မတရားဆွဆွဲခဲ့တယ်နော်တကယ်ပိစိကဗုဒ္ဓကိုသွားပြီးတော့ဆွဆွဲခဲ့တာအဲ့ဒီဆွဆွဲခဲ့တဲ့ပြဿနာကံကြမ္မာကြောင့်ဒီဘဝမှာအကြီးအကျယ်ဆွဆွဲခံရဘယ်လိုဆွဆွဲခံရတော့ဆိုဒီပြဿနာကဒီဆွဆွဲမှုကြီးကဘယ်မှာဖြစ်တော့ဆိုတာဝတိပြည်မှာဖြစ်တယ်တာမန်ပုဂ္ဂိုလ်ဆိုရင်ဖြေရှင်းဖို့ရအမှန်တန်ခက်ပါမြတ်စွာဘုရားကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေကအလွန်များတယ်ယဟန်တွေကိုကြီးညိုတဲ့ပုဂ္ဂိုလ်တွေကလည်းအမှန်တန်များတယ်ဒါကြောင့်မို့လူတွေကလှူကြတန်းကြဘုရားအကြောင်းတော်ကိုသွားကြလာကြလှူကြတန်းကြဆိုတော့တစ်ဖက်ဘာသာကြားတွေမှာရှိတယ်ပရပိုက်တီကြီးညိုမဲ့လူမရှိဘူးမေးမဲ့လူမရှိဘူးလာမဲ့လူမရှိဘူးအဲ့ဒီအခြေအနေမျိုးရောက်သွားတဲ့အခါကျတော့ဟိုတစ်ဖက်ကဒါလူရဲ့တဘာဝကိုစဉ်းစားကြည့်ပေါ့တစ်ဖက်ကသိတ်ကြီးပွားနေပြီးတော့တစ်ဖက်ကလုံးဝနှိမ့်ကျသွားတယ်ဆိုရင်အဲ့ဒီတစ်ဖက်ကဘာလုပ်မလဲမနာလိုတွေဖြစ်လာတာပေါ့နော်
အဲ့ဒီ provide တွေကမနာလို့ဖြစ်လာတဲ့အခါကျတော့လောက်ကြံဆွဆွဲမှုကြီးတစ်ခုဖန်တီးကြယုတ်တိရှိအောင်သူတို့ဘယ်လိုဖန်တီးတုံးလို့ဆိုတော့သူတို့ provide တွေထဲမှာအမျိုးသမီး provide မလေးတွေရှိငယ်ငယ်ရွယ်ရွယ်တွေသုံးတရီဆိုတဲ့ provide မလေးကရုပ်ဆင်းကအမတန်မှချောမောလှပါတယ်ငယ်လဲငယ်တယ်အဲ့တော့သူ့ကိုတိုက်တွန်းကြတယ်ဆွဆွဲဖို့ရအတွက်သူ့ကိုအသုံးပြုကြတယ်ပေါ့သူကဘာလုပ်ပေးရမလဲလို့ဆိုရင်နေ့စဉ်ဘုရားကျောင်းတော်ကဒကာဒကမတွေတရားနာပြီးအပြန်မှာသူကကျောင်းတော်ဘက်ကိုသွားရတရုပ်ဆောင်တာပေါ့လေခုခေတ်လို့ဆိုလို့ရှိဟုတ်ကဲ့လူတွေကတွေ့တယ်သုံးတရီပဲသွားတာတော့ဆိုရင်ဇေရုံအကျောင်းသွားမလို့အဲ့ဒီအပြောလေးနဲ့သူကဇေရုံအကျောင်းကိုနေ့တိုင်းသွားတာညနေနေဝင်ချိန်ဆိုရင်ဇေရုံကျောင်းသွားပြီကျန်တဲ့လူတွေကဘုရားဘူးတရားနာပြန်လာရင်သူကဇေရုံကျောင်းပဲသွားတယ်သို့တော့ဇေရုံကျောင်းသားရောက်တဲ့အခါကျတော့အဲ့ဒီမဝင်ဘူးလှက်ပတ်ဝင်လာပြီးတော့တခြားလမ်းကနေထွက်သွားတယ်ပေါ့ဘာဖြစ်လာအောင်လို့ဆိုလူတွေတန်တရားဖြစ်လာအောင်လုပ်တဲ့သဘောပေါ့နောက်အဲ့ဒါလိုအများသိလာအောင်ညနေတိုင်းဇေရုံအကြောင်းသွားတယ်ဆိုတာလေးကပတ်ဝန်းကျင်ကပြောဆိုလာတဲ့အချိန်လေးမှာဘာလို့တုံးဆိုတော့အမတန်ရက်စက်တဲ့အကြံပဲသုံးတရီကိုလူသားသမားငှားပြီးတော့တပ်လိုက်တယ်တပ်ပစ်ပြီးတော့သုံးတရီရဲ့အလောင်းကိုဇေရုံအကြောင်းထဲမှာသွားပြီးတော့ပစ်ထားတယ်လူတွေဖះကိုပန်းနေပူဇော်တဲ့ပန်းနေနဲ့အမိုက်တွေပစ်တဲ့နေရာထဲမှာသုံးတရီရဲ့အလောင်းကိုဖုံးပြီးတော့အဲ့မှာပစ်ထားလိုက်တယ်အဲ့ဒါလို့လဲတပ်ဖြတ်ကျူးလွန်ပြီးတဲ့နောက်မှာသုံးတရီပျောက်နေတယ်နဲ့ဘုရင်စီတိုင်တာပေါ့တိုင်တော့လိုက်ရှာဘယ်မှာတန်တရားရှိတော့ဟာဒီရဲ့ဘက်မှာ तू နေတိုင်းဇေရုံအကြောင်းသွားတယ်ညနေဆိုရင်အဲ့ဒီပဲသွားတယ်ဇေရုံအကြောင်းမသင်္ကာဘူးဆိုပါစစ်တဲ့သူ့အလောင်းကဇေရုံအကြောင်းတွေကတွေ့လာတယ်အဲ့ဒါလို့တွေ့လာတဲ့အခါကျတော့ဘာလို့ကြတော့ဆိုဒီသုံးတရီလေးကိုမတရားပြုကျင့်ပြီးတော့အခုလိုတတ်ပြစ်ပြီးတော့ဖုံးကွယ်ထားကြတယ်ဒီယဟန်တန်ဃာတွေကလောက်ကြတယ်ယဟန်ဂေါရမသူ့တပည့်တွေနဲ့ဒါတွေကိုကျွလွန်ပြီးတော့လူသားမှုထိအောင်ကျွလွန်ရတယ်ဆိုပြီးတော့မြို့ထဲမှာလိုက်ကြော်ညာကြတယ်ကဲတလောက်ဒီဆွဆွဲမှုကြီးကဘလောက်ကြီးကျယ်တဲ့ဆွဆွဲမှုကြီးတော့စဉ်းစားကြည့်မယ်ဆိုရင်ဖြည့်ရှင်းမှုအလွန်ခက်တယ်နော်မှန်ပါဗျာတတိတက္ကရာတဲ့ရှာဖို့အလွန်ခက်တယ်အဲ့ဒီလိုဖြစ်နေရင်ကနေပြီးတော့အလုံးကလူတွေကရသောအပြင်လူဆိုတာကအသိဉာဏ်မရှိတဲ့လူကများတာဘယ်လိုလုပ်တော့ဂေါရမဘုရားနဲ့တပည့်တွေတော်တော်ဆိုးတာပဲသုံးတရီကိုမတော်မတရားလုပ်ပြီးတော့တပ်ဖြတ်ထားကြတယ်တပ်ဖြတ်မှုကျွလွန်တဲ့နဲ့ဆိုပြီးတော့ဒီလိုအုပ်အတောင်းလည်းဖြစ်နေတဲ့အချိန်မှာဘာဖြစ်လာရဟန်းတန်ဃာတွေမြို့ထဲရွာထဲဆုံးခံသွားတယ်ဆိုလို့ရှိရင်ဆဲကြတယ်အတင်းပြောကြတယ်မဟုတ်တာတွေပြောကြတယ်ဆိုရဟန်းတန်ဃာတွေမျက်နှာမလှဘူးပေါ့ဆုံးခံသွားဖို့ရဟန်းတွေကမြို့ထဲကိုမသွားရဲအောင်ဖြစ်လာတယ်ပေါ့အခြေအနေကအဲ့ဒါလောက်ထိအောင်ဆိုးလာနောက်ကြတော့သူတို့လှုပ်တဲ့လှုပ်ရဟာပေါ်လာငှားရမ်းပြီးတော့တတ်တဲ့လူသားသမားတွေကအရက်သမားတွေဆိုတော့သူတို့အရက်တောင်ရင်တော့ဟုတ်လားထရင်မှုတော့နွားကိုပေါ်ကျွဲကိုပေါ်ဆွာလို့သူတို့တတ်တယ်ဆိုတာပေါ်လာတဲ့အခါကျတော့အဲ့ဒီအကြောင်းကိုစုံစမ်းထောက်လှမ်းနေတဲ့ပုဂ္ဂိုလ်တွေကဒီစကားလည်းကြားရောစုံစမ်းတော့တာပေါ့ဖမ်းပြီးတော့မေးတော့တာမေးတဲ့အခါကျတော့ဟုတ်တယ်သူတို့တတ်တယ်ဘယ်သူကတတ်ခိုင်းတာတော့ဆိုပရပိုက်တွေကတတ်ခိုင်းတာဆိုသူတို့ရဲ့လောက်ရကြီးဟာအဲ့ဒီမှာပြန်ပေါ်သွားတာဒီဆွဆွဲမှုကြီးဟာကြည်တာမန်အနေနဲ့ဆိုဖြည့်ရှင်းမှုအမတန်ခဲရင်နေရသော်ဘုရားဟာအခုလိုဆွဆွဲခံရတာဟာဘာကြောင့်လို့ဆိုလို့ရှိရင်မုနာလီဆိုတဲ့လူဆိုးဘဝတုန်းကပိစိကဗုဒ္ဓတပါးကိုသူကဆွဆွဲခဲ့တယ်တဲ့အဲ့ဒီဆွဆွဲခဲ့တဲ့ပြစ်မှုရဲ့
ကံကြမ္မာဝတ်ကြွေးကိုသူခုပေးစားရတာတာမန်နဲ့ဆွဆွဲမခံရဘူးတဲ့နော်ဖះတောင်မှဒီလိုပေးစားရတယ်လို့ဒီလိုပြောတာတခါဒုတိယအကြိမ်ဒုတိယလို့ပြောပါစို့ဆွဆွဲခံရတဲ့ပြစ်မှုကြီးတစ်ခုပြန်ပြီးတော့ပေါ်လာခဲ့ပြန်တယ်အဲ့ဒီဆွဆွဲခံရမှုကတော့ဘာတုံးဆိုလို့ရှိရင်စိတ်စမာနရဲ့ဆွဆွဲခံရမှုအဲ့ဒါလည်းပဲခုနလိုအဖြစ်မျိုးပဲစိတ်စမာနကိုဝိုင်းပြီးတော့တိုက်တွန်းကြတယ်စိတ်စမာနကလည်းရုပ်ရည်ကလှပချောမောတော့မြတ်စွာဘုရားနဲ့ဘာလို့ပြောပြီးတော့ဆွဆွဲကြတယ်အလုံးကြားဘူးနေကြတာဒါကတော့နော်အဲ့ဒီမှာတာမန်ပုဂ္ဂိုလ်တွေမဖြေရှင်းနိုင်ဘူးတရားမင်းနဲ့နတ်သားတွေကနေပြီးစိတ်စမာနရဲ့ဖန်တီးထားတဲ့အရာကိုလူလေကောင်မှထင်ရှားလာအောင်ဆွမ်းဆောင်ပေးလို့စိတ်စမာနရဲ့ပြဿနာဟာရှင်းသွားတာတဲ့အနုဘုဆိုမရှင်းဘူးဘယ်လောက်ထိအောင်ဆိုးရုံလို့ဆိုလို့ရှိရင်စိတ်စမာနမြတ်စွာဘုရားကစိဉ္စာမာနဝိကာလို့စာထဲမှာရေးတယ်စိဉ္စာဆိုတာမကြီးပင်ပေါ့နော်မကြီးနဲ့နာမည်ပေးထားတာလည်းဖြစ်တယ်သို့မဟုတ်မကြီးပင်မှာအမိပြုပြီးတော့မွေးတဲ့မိန်းကလေးလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့တန်သေးတစားနဲ့သို့မဟုတ်မကြီးပင်အောက်ကကောက်ရတဲ့မိန်းကလေးလည်းဖြစ်ချင်းဖြစ်မှာပေါ့သူ့ကိုစိဉ္စာမာနဝိကာလို့နာမည်ပေးထားတယ်ရုပ်ရည်အစဉ်ချောမောလာပါတယ်သူကဘယ်လောက်ထိအောင်ဆွတ်ဆွဲတော့ဆိုမြတ်စွာဘုရားတရားဟောနေတဲ့ပရိသတ်အလဲကောင်မှလာပြီးတော့ကိုယ်ဆောင်အမျိုးသမီးအောင်ဆောင်ပြီးတော့ဘုရားကိုလာဆွတ်ဆွဲတာအဲ့လိုဆွတ်ဆွဲတဲ့အချိန်မှာမြတ်စွာဘုရားကလည်းဘယ်လိုလုပ်ဖြေရှင်းမလို့နော်အလုံးခက်တယ်ဆွတ်ဆွဲတယ်ဆိုတာလေမြတ်စွာဘုရားကဘာပဲပြောလိုက်နိုင်တော့ဆိုလို့ရှိရင်မြတ်စွာဘုရားကရှေးတုန်းကခေတ်ကဖရာယဟန္တာတွေအရိယသူတော်စင်တွေကအမျိုးသမီးဆိုလို့ရှိရင်ပခိနိနှမဆိုတဲ့အခေါ်မျိုးခေါ်လေးရှိတယ်နှမတဲ့ဒီကိစ္စမင်းနဲ့ငါနှစ်ယောက်တည်းပဲဟုတ်တယ်မဟုတ်ဘူးသိပါတယ်လို့ဘုရားဒီလောက်ပဲပြောတာအဲ့ဒီမှာသူကဗာပြန်ပြောတော့ဆိုရင်သိလို့ပဲဒီလိုဖြစ်တာပေါ့လို့ပြောတယ်နော်မြတ်စွာဘုရားကဘာမှမပြောတော့ဘူးအဲ့ဒီအချိန်မှာသူ့လောက်ကြံထားတာတွေဟာပေါ်သွားတယ်ပေါ့ဒီပြဿနာကြီးကိုလည်းဆွဆွဲခံရတာဟာမြတ်စွာဘုရားဒီအလောင်းတော်ဘဝတုန်းကဝိတ္တပုမြတ်စွာဘုရားလက်ထက်မှာဝိတ္တပုမြတ်စွာဘုရားရဲ့တာဝကဖြစ်တဲ့နန္ဒမထေရကိုဒီလိုကိစ္စမျိုးနဲ့ဆွဆွဲခဲ့ဘူးတဲ့ဘုရားလောင်းကလူလေကောင်မှာဆွဆွဲခဲ့ဘူးတယ်အဲ့ဒီဆွဆွဲခဲ့တဲ့ကံကြမ္မာဝတ်ကြွေးကိုပြန်လည်ပေးစားရခြင်းဖြစ်ပါတယ်ဒါဟောဒါဆွဆွဲခံရမှုကြီးနှစ်ခုတိုင်းကျော်ပြည်ကျော်လူသိတဲ့ဆွဆွဲခံရမှုကြီးနှစ်ခုဖရာဘဝမှာကြုံခဲ့ရတယ်နောက်တစ်ခုကဘုရားဝင်မှာကြည့်လိုက်ပေါ့လောက်ချံတပ်ဖြတ်ခံရတာ၃ချိန်ကြုံခဲ့တယ်ဖရာလောနော်မြတ်စွာဘုရားဟာဒီလောက်ချံတပ်ဖြတ်မှုကိုခံခဲ့ရတာ၃ချိန်ကြုံခဲ့တယ်အားလုံးသိတဲ့အတိုင်းဒီဝရရဲ့လက်ချက်နဲ့၃ချိန်လောက်ချံတပ်ဖြတ်တယ်ပထမချိန်လောက်တာဘာလဲလို့ဆိုရင်မြတ်စွာဘုရားတောအကြောင်းမှာတပါးတည်းနေတဲ့အခါမှာလက်ဖြောင့်တပ်သားတွေပေါ့ခုခေတ်လို့ဆိုရင်လေသမားတွေကိုဆေလွတ်ပြီးတော့ဘုရားကိုပြစ်ခိုင်းတယ်ပေါ့အသေးသက်ခိုင်းတာအမှန်လောက်ကြံတာအဲ့မှာ तू ကစနစ်အမတန်ကောင်းတယ်စနစ်ကြတယ်လောက်တာလက်ဖြောင့်လေးသမားတယောက်ကိုဘုရားစီကိုလွတ်တယ်ဒေဝရတ်ကဘုရားစီကိုလွတ်ပြီးတော့ဘယ်နေရာမှာရှိတယ်မင်းဘယ်နေရာကနေပြီးတော့ပြစ်တခါတည်းအံကြပြောလိုက်တာပြစ်ပြီးလို့ရှိရင်ဘယ်လန်းကပြန်ခဲ့ပေါ့နော်လေးသမားတယောက်ကိုလက်ဖြောင့်တတ်သားတယောက်ကိုလွတ်လိုက်တာဘယ်လို့မှမလွဲနိုင်ဘူးဘယ်လို့မှမလွဲနိုင်ဘူးဘုရားရှိတဲ့စီသွားတတ်ပြီးလို့ရှိရင်ဘယ်လန်းကပြန်ခဲ့ဆိုတော့ပြောအဲ့ဒီပြန်လာတဲ့လမ်းမှာလေးသမားလက်ဖြောင့်တတ်သား2ယောက်ကိုထားအဲ့ဒီ2ယောက်က
ပြန်လာလို့ရှိရင်ခုနရသော်ဘုရားကိုလေးနဲ့ပြစ်ပြီးပြန်လာတဲ့ကောင်ကိုအဲ့ဒီ2ယောက်ကသူ့ကိုတတ်တခါအဲ့ဒီ2ယောက်ကိုလည်းပဲတခြားလမ်းကပြန်လာခိုင်းတယ်သူပြန်လာမဲ့လမ်းမှာခုန4ယောက်ထားလုံးဝမလွတ်နိုင်ဘူးသူတဲ့အဆန်းတဆပို့ထားတာအဲ့ဒီ4ယောက်ကဒီ2ယောက်ကိုတတ်ပြစ်နောက်တခါအဲ့ဒီ4ယောက်ပြန်လာတဲ့လမ်းကိုမှတခါ8ယောက်ကနေတတ်ကြံတဲ့လူတွေကြတော့မှဒေဝရတ်ကအကုန်လုံးတတ်လိုက်ဒါနှုတ်ပိတ်တာဟောဖုတ်ခဲလို့ဆိုလို့ရှိရင်ဘယ်သူတတ်တယ်ဆိုတာမပေါ်အောင်လို့နှုတ်ပိတ်တာတခါလဲအစဖြောက်အဲ့ဒီစနစ်နဲ့လွတ်လိုက်တာလွတ်လိုက်တော့ပထမဆုံးသွားတတ်ရတဲ့လေးသမားကမြတ်စွာဘုရားနာရောက်တဲ့အခါကျတော့သူမတတ်ရဲဘူးသူ့စိတ်တွေပြောင်းသွားတယ်ဘုရားရဲ့တကူတော်တွေတောင်းမို့လို့သူကဘလို့မှမလုံချင်ရဲပဲနဲ့ကြောက်လန့်ဖြစ်နေတော့မြတ်စွာဘုရားကတရားဓမ္မဟောလိုက်တယ်မေးပြီးတော့မေးပြီးမင်းဒီလမ်းကမပြန်တဲ့တခြားလမ်းကပြန်လို့ပြောလိုက်ဒေဝရတ်ရဲ့စီမံချက်တွေဟာအကုန်လွယ်ချော်တွေအကုန်ဖြစ်ကုန်ဘယ်သူမှမသိဘူးမြတ်စွာဘုရားကယ်လိုက်တာပဲเนาะဒီလမ်းကမပြန်နဲ့တခြားလမ်းကပြန်ဆိုအဲ့တော့ခုနကသူဒီလူကိုတတ်ဖို့စောင့်နေတဲ့လေးသမား2ယောက်ကလည်းပဲဒီလူကြားတယ်ဆိုပြီးတော့လိုက်လာတော့ဘုရားနဲ့တွေ့ဘုရားနဲ့တွေ့တော့ဘုရားစီမှာသူတို့တရားနာတော့ဘုရားကအကျိုးအကြောင်းမင်းတို့ဒီလမ်းကမပြန်နဲ့တခြားလမ်းကပြန်လို့လွတ်တော့အဲ့ဒီလူ2ယောက်လည်းမသိဘူးနောက်ထပ်လိုက်လာတဲ့4ယောက်ကလည်းဒီလိုပဲဘုရားစီရောက်လာကြတယ်ဘုရားကတခြားလမ်းကနေလွှဲလွတ်လိုက်တယ်8ယောက်ကိုလည်းတခြားလမ်းကလွှဲလွတ်လိုက်တယ်ဆိုဘယ်သူမှမသိဘူးဟောအဲ့ဒါလို့လှုပ်ကြံတပ်ဖြတ်ဖို့အကြံခံရတာတစ်ချိန်ဒီလိုကြုံခဲ့ရတယ်တဲ့အဲ့ဒါလို့လေးသမားတွေလွတ်ပြီးတော့အခုလိုလှုပ်ကြံတပ်ပြတ်မှုတွေဘာကြောင့်ခံခဲ့ရသလဲလို့ဆိုလို့ရှိရင်တခုသောဘဝမှာကလေးငယ်ဖြစ်တဲ့အချိန်နားမလဲပါမလဲဖြစ်ပေမဲ့ပိစိကဗုဒ္ဓအရှင်မြတ်ကိုသူကသေစီလိုတဲ့စိတ်နဲ့ကြောက်စိတ်ခဲတွေနဲ့ပြစ်တတ်ခဲ့ဘူးတယ်ပြစ်ခဲ့ဘူးတယ်ပေါ့သေအောင်လုပ်ခဲ့ဘူးတယ်ပေါ့သို့တော်မသေးပါဘူးလူငယ်တယောက်အနေနဲ့လှုပ်တာပေါ့လေအဲ့ဒါလို့သေစီလိုတဲ့စိတ်နဲ့ကြောက်စိတ်ခဲတွေနဲ့ပိစိကဗုဒ္ဓကိုပြစ်ခဲ့ဘူးတဲ့ကံကြမ္မာရဲ့အကျိုးဆက်ကံကြမ္မာဝတ်ကြွေးကိုဖះဘွားမှာပြန်လီပေးစားရတယ်ဒီဟာတစ်ခုอ่ะနောက်တစ်ခုလောက်ကြံတပ်ဖြတ်မှုတစ်ခုကဘာတုံးလို့ဆိုလို့ရှိရင်နာလာဂိရိဆင်ကြီးကိုအရက်တွေမူးအောင်တိုက်ပြီးတော့ဖះဆောင်းကန်လာတဲ့လမ်းမှာလွတ်လိုက်တာဒါလည်းပဲအလွန်ကြောက်စရာကောင်းတဲ့လောက်ကြံမှုကြီးတစ်ခုပဲစင်ဆိုတာကအမတန်မှချမ်းသာတဲ့စစ်စင်ကြီးတွေကိုအရက်တိုက်ပြီးတော့လွတ်လိုက်တယ်ဆိုတဲ့ကလမ်းကြောင်းမှာရှိသမျှတွေ့သမျှတူတော့ဘယ်သူမှရှောင်မှာမဟုတ်ဘူးလမ်းချင်းလေးမှာဘုရားနဲ့ယဟန္တာတွေကြွလာတဲ့အချိန်မှာဒီစင်စိုးကြီးကိုလွှတ်လိုက်တာအဲ့တော့မြတ်စွာဘုရားကစင်စိုးကြီးကိုဩရိတမေတ္တာနဲ့မေတ္တာပို့လိုက်တဲ့အခါမှာစင်ကြီးဟာအမှုပြေပြီးတော့မြတ်စွာဘုရားရဲ့မေတ္တာစွမ်းအားကြောင့်စင်ကြီးကအန္တရာယ်မပြုတဲ့အနေအထားမျိုးရောက်သွားတယ်ဒါလည်းပဲလှုပ်ကြံတပ်ဖြတ်ခြင်းလှုပ်ကြံတပ်ဖြတ်မှုတစ်ခုပဲအဲ့ဒါလို့လှုပ်ကြံတပ်ဖြတ်မှုဖြစ်ရတာဟာဘာကြောင့်လဲလို့ဆိုလို့ရှိရင်တခုသောဘဝမှာသူကဆင်ဦးစီးဆင်စည်းသူရဲ့ကောင်တစ်ခုတူဖြစ်ခဲ့အဲ့ဒါလို့ဖြစ်တဲ့အချိန်မှာလမ်းမှာတွေ့တဲ့ပိစိကဗုဒ္ဓတပါးကိုဆင်နဲ့တိုက်တတ်ဖို့သူညှင်းဆဲခဲ့တယ်ဆင်နဲ့တိုက်တတ်ဖို့လုပ်ခဲ့တယ်ပေါ့တိုက်တော့မတိုက်တတ်ခဲ့ဘူးပေါ့တိုက်တတ်ဖို့ရကြိုးစားခဲ့တယ်အဲ့ဒီကံကြမ္မာဝတ်ကြွေးကိုခုချိန်မှာပြန်လီပေးစားရတာဖြစ်တယ်တဲ့ဗျာဟောနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ဒေဝဒတ်ကိုယ်တိုင်ကလေးသမားတွေလွတ်တော့လဲအဆင်မပြေဘူးစင်စိုးကြီးနဲ့တိုက်တဲ့အခါမှာလည်းပဲစင်စိုးကြီးရဲ့ထိုးသတ်မှုမခံလိုက်ရဘူးအသက်ကရှင်းနေသေးတယ်အဲ့ဒါကြောင့်မလို့သူကိုယ်တိုင်ခေစကုတ်တောင်ဆောင်မှာကြောင်မောင်းဆင်ပြီးတော့ဖះကတောရကျောင်းလေးမှာခေစကုတ်တောင်ချေမှာကမ္မထာကျောင်းလေးနဲ့ဈဉ္ညာလျှောက်ပြီးတော့နေလေးရှိတာအဲ့ဒီနေရာမှာကြောင်မောင်းဆင်ပြီးတော့ဈဉ္ညာလျှောက်နေတဲ့အချိန်ကြောက်တုံးပြီးတော့သေအောင်ကြံစီတာနော်အဲ့ဒါလို့လှုပ်ကြံအဲ့လိုလှုပ်ကြံတဲ့အခါမှာဘုရားကဈဉ္ညာလျှောက်နေတဲ့အချိန်ကြောက်တုံးကြီးကိုလှိမ့်ချလိုက်တာ
ကားလျော်ဆိုတာဂျားမှာကြောက်တုံးကြီးတစ်ခုကနေခံလိုက်တော့မြတ်စွာဘုရားထံဒီကြောက်တုံးကြီးကမရောက်ဘူးသို့တော့ကြောက်တုံးနှလုံးထိခိုက်လိုက်တဲ့အတန်ကလည်းပဲမြည်ဟီးသွားပြီးတော့ကြောက်တုံးနှလုံးထိခိုက်ရာကနေပြီးတော့ပက်ထွက်လာတဲ့ကြောက်ဖက်ကလေးတစ်ခုကမြတ်စွာဘုရားခြေတော်ကိုလာမှန်တယ်အဲ့ဒီလာမှန်တာဟာအမြဲတမ်းပြင်းထန်တဲ့ဒဏ်ရာတစ်ခုဖြစ်သွားဒါကြောင့်မို့လို့မြတ်စွာဘုရားဟာရှေ့ဆက်ပြီးတော့မသွားနိုင်လို့ရဟန်းတော်တွေကကြောက်တုံးကြီးလိမ့်ကြလာတဲ့အတန်တစ်ခုနဲ့တစ်ခုရိုက်ခတ်တဲ့အတန်ရောက်ဂိဇဂုတ်တောင်ကြီးမြည်ဟိမ့်သွားတော့တောအကြောင်းမှာရှိကြတဲ့ရဟန်းတော်တွေကအကုန်လုံးပြေးလာမြတ်စွာဘုရားခြေတော်ထိသွားတာလည်းသိရောထမ်းစဉ်ယူပြီးတော့ဘုရားကိုဇီဝကကြောင်းဘက်ကိုထမ်းပြီးတော့ယူသွားကြရတယ်မြတ်စွာဘုရားလမ်းလျှောက်မသွားနိုင်တော့ဘူးပေါ့ညောင်ဆောင်ပေါ်မှာတင်ပြီးတော့ဘုရားကိုဇီဝကရဲ့အကြောင်းကိုတည်သွားကြရတယ်ပေါ့အဲ့ဒါလို့ကြောက်တုံးကြီးလှိမ့်ချခံရတာဟာလည်းပဲအတိတ်ဘဝတုန်းကကျူးလွန်ခဲ့တဲ့ကံကြမ္မာရဲ့ဝကြွေးပဲတဲ့အဲ့ဒီကံကြမ္မာဝကြွေးမှာဘာလုပ်ခဲ့တာတုံးလို့ဆိုတော့ဘုရားလောင်းတော်ဟာတခုသောဘဝမှာအဖေတူအမေခွဲညီတဝမ်းညီတယောက်ရဲ့ညီတယောက်ကိုအမွေကိစ္စနဲ့ပတ်သက်ပြီးတော့သူကတော်တဲ့ခေါ်သွားပြီးတော့ကြောက်ကဲနဲ့ထူသက်ခဲ့တယ်သူကလည်းတော်တော်ဆိုးခဲ့တာပဲเนาะအဲ့ဒါလို့ကြောက်တုံးနဲ့ထူသက်ခဲ့တယ်အမွေမပေးခြင်းလို့တပ်ပစ်ခဲ့ဘူးတဲ့အဲ့ဒီကံကြမ္မာဝကြွေးကိုပြန်ပြီးပေးစားရတာတဲ့ဖះဖြစ်တဲ့ဘဝမှာအခုလိုကြောက်တုံးနဲ့လှိမ့်ချခံရတယ်ပေါ့ဒီလိုဆိုလို့တယ်ပေါ့နောက်တစ်ခုမှာဒါကလောက်ကြံခံရမှု၃ချိန်မြတ်စွာဘုရားဘဝမှာကြုံခဲ့တယ်နောက်တစ်ခုကဘာတုံးဆိုလို့ရှိရင်ခုနကခြေတော်ကိုကြောက်တုံးလေးမှန်သွားတဲ့အခါမှာကြောက်ဖတ်ထိမှန်တဲ့အခါမှာဒဏ်ရာကအလွန်ပြင်းတယ်ဒဏ်ရာအလွန်ပြင်းတော့သွေးကြည်ဥသွားပြီးတော့သွေးတွေအတွင်းထဲမှာပုတ်ပြီးတော့ဖြစ်နေတော့ဆရာဇီဝကကြီးကဘုရားရဲ့ဒီသွေးချေဥနေတဲ့ခြေတော်ကိုဓာတ်နဲ့ခွဲပြီးတော့ယောဂကုပေးရတယ်အဲ့ဒီဆရာဇီဝကကြီးရဲ့ဓာတ်နဲ့အခွဲခံရတာဟာလည်းပဲကံကြမ္မာဝကြွေးကိုပေးဆရခြင်းဖြစ်တယ်တဲ့ခုခေတ်ဆေးရုံတက်ပြီးတော့ခွဲခံရတဲ့လူတွေလည်းအဲ့ဒီဝကြွေးမြတ်ပါမလားတော့မသိဘူးပေါ့နော်အဲ့ဒီမှာသူဘာဖြစ်လို့ဒီလိုခွဲခံရတာတုံးဆိုတော့သူကပတ္ထိဝဆိုတဲ့ဘုရင်ကြီးဖြစ်တဲ့အချိန်တုန်းကလူတယောက်ကိုလှန်နဲ့ထိုးသတ်ခဲ့တယ်သူကစိတ်ဆိုးပြီးတော့လှန်နဲ့ထိုးသတ်ခဲ့တယ်အဲ့ဒီလှန်နဲ့ထိုးသတ်ခဲ့တဲ့ဒါလှန်နဲ့ထိုးသတ်တာကဒီအခုခြေထောက်ကိုအခွဲခံရတာကအပေါ့ဆုံးအပြစ်ကလေးနော်လှန်နဲ့ထိုးသတ်လို့ငရဲမှာနှစ်ပေါင်းများစွာခံခဲ့ရတယ်ခုနကကျူးလွန်တာတွေလည်းအကုန်လုံးငရဲကြပြီးတော့ဒုက္ခခံခဲ့ရတယ်အခုဖရာဘဝမှာခံရတယ်ဆိုတာဝကြွေးလေးပေးစားရတယ်ဆိုတာအပေါ့စားလေးအဲ့ဒီပတ္တိဝဘုရင်လက်ထက်တုန်းကသူကလူတယောက်ကိုလှန်နဲ့ထိုးသတ်ခဲ့တယ်အဲ့ဒါကြောင့်မလို့သူကမြတ်စွာဘုရားဟာအခုလိုခြေထောက်ကိုဓာခွဲပြီးတော့ခွဲစိတ်ပြီးတော့ကုသခံရတယ်လို့ဒါလည်းပဲကံကြမ္မာဝကြွေးကိုပေးဆပ်ရခြင်းဖြစ်တယ်မြန်မာရာဇဝင်ထဲမှာလည်းကြည့်ဘုရင်တွေကစိတ်ကိုမထိန်နိုင်တဲ့အခါကြလို့ရှိရင်ဒါမျိုးလုံးလေးလှုပ်ထားရှိချတယ်ပေါ့နော်ဒါကြောင့်မို့လို့ဘုရားလောင်တေမီမင်းလေးကဘုရင်ဖြစ်ရမှာသိကြောက်တယ်ဘုရင်ဖြစ်လို့တိုင်းပြည်အုပ်ချုပ်ပြီးဆိုလို့ရှိရင်သူကတဏှာတတ်လို့ရှိရင်ဘုရင်လုံးလို့မှမရတာဟုတ်ညမသမိုင်းထဲမှာလည်းပဲကြည့်ပေါ့ဟာဒီမန္လေးမြို့တည်သွားတဲ့မင်းတို့မင်းကြီးရဲ့ဖခင်ရွှေဘုံမင်းလို့လည်းခေါ်တယ်သာဝတိမင်းလို့လည်းခေါ်တယ်အဲ့ဒီသာဝတိမင်းကလည်းကြည့်ညီလာခံအစည်းအဝေးမှာရင်းတော်ဝန်ကြီးကိုလှမ်းနဲ့ထိုးတယ်နန်းတော်ပေါ်မှာပဲလှမ်းနဲ့ထိုးတတ်ပြီးတော့နန်းချမ်းပြင်ကိုခွာပြီးတော့အဲ့သူ့အလောင်းကိုအောက်ချပြတ်တယ်အဲ့လိုရဲရဲဆက်ဆက်လုပ်ခဲ့ဖို့လေ
ရင်းတော်ဝန်ကြီးကိုလှမ်းနဲ့ထိုးတတ်တာသူကိုယ်တိုင်အဲ့ဒီရင်းတော်ဝန်ကြီးဟာဒီမင်းတို့မင်းလက်ထက်မှာကျတော့ရင်းတော်ဝန်ကြီးရဲ့သားဘယ်သူတုံးဆိုလို့ရှိရင်ရောမင်းကြီးဥဖို့လိုက်မယ်ရောမင်းကြီးဥဖို့လိုက်ရောမင်းကြီးဥဖို့လိုက်ကလည်းမင်းတို့မင်းပြောတဲ့အခါကျလို့ရှိရင်တခါတရံ तू ကမင်းတို့မင်းကဒါဆိုရင် तू ကဟိုဟာလို့ပြောချင်တယ် तू ကလည်းပညာတတ်တာနော်မင်းတို့မင်းကဒီလိုဆိုရင် तू ကဟိုလိုလို့ပြောချင်မင်းတို့မင်းနဲ့ဆက်ချင်ပဲပြောတဲ့အခါကျတော့ဘယင်ကပြောတယ်မောင်ဖိုးလိုက်ဒီလှန်ကဘသူထိုးခဲ့တဲ့လှန်တုံးဆိုပြီးတော့လှန်ပြပြီးချင်းချောက်ဖိုးတယ်နော်သူ့အဖေကိုထိုးခဲ့တဲ့လှန်အဲ့ဒါလို့ရာဇဝင်မှာမှတ်တမ်းနေရှိတယ်ပေါ့နော်အခုလည်းဘုရားလောင်းဟာပတ္တိဝဘယင်ဖြစ်တုန်းကလူတယောက်ကိုလှန်နဲ့ထိုးသတ်ခဲ့တယ်ဒါကြောင့်မို့လို့ဇီဝကခြေတော့ဓာခွဲပြီးတော့ကုရတယ်လို့ဒါလည်းကံကြမ္မာဝကြွေးတစ်ခုပေးဆက်ရခြင်းတစ်ခုဖြစ်တယ်လို့တို့လို့ဆိုတယ်နော်နောက်တစ်ခါမြတ်စွာဘုရားရဲ့ဘဝမှာအစားအစာနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်ခဲ့တာရှိအခြားဆုံးမစားခဲ့ရတဲ့ဘဝဆုံးမစားခဲ့ရတဲ့ရက်တွေရှိတာတော့မှတ်တမ်းရှိတယ်သို့တော့အဲ့ဒါကိုတော့ကံကြမ္မာဝကြွေးထဲမှာထည့်မထားဘူးသို့တော့ဝေရင်စာပြေမှာမြင်းတွေကိုကျွေးတဲ့ဂျုံတွေကို3လတိတိစားဆံမစားပဲနဲ့ဂျုံတွေကြီးပဲစားခဲ့ရမြင်းစာဂျုံတွေကိုစားအဲ့ဒါလို့စားပြီးတော့တဝါတွင်နေခဲ့ရတာနဲ့ပတ်သက်လာဒါလည်းပဲကံကြမ္မာဝကြွေးကိုပိစားရတာလို့ဒီမှတ်တမ်းထဲမှာထည့်ထားတယ်နော်ဘုရားဝေရင်စာပြေကိုကြွတယ်ဝေရင်စာပုံနာကြီးကဘုရားဝေရင်စာပြေကြွလာတဲ့အခါကျတော့မြတ်စွာဘုရားကအသက်တော်ငယ်ငယ်ဝေရင်စာပုံနာကြီးကအဖိုးကြီးဆိုတော့သူကရှ िख ိုးခံနေတယ်ဘုရားကသူရှ िख ိုးတော့သူကမကျေနပ်ဘူးငါအသက်ကြီးတယ်မင်းကငယ်ငယ်လေးရှိသေးတယ်ဘုံငါရှ िख ိုးရမှာပေါ့လောကလူတွေဆိုလို့ရှိရင်အသက်ကြီးတဲ့လူကိုအသက်ငယ်တဲ့လူကရှ िख ိုးတာဟုတ်အဲ့တော့ဘုရားကအဲ့လိုရှ िख ိုးတဲ့အခါကျတော့သူကမကျေနပ်ဘူးမကျေနပ်တဲ့အခါမှာဘုရားကရှင်းပြသူနဲ့ပုံနာကြီးနဲ့ဝေရင်စာပုံနာကြီးနဲ့မြတ်စွာဘုရားနဲ့ဘသူကအသက်ကြီးတယ်လဲဆိုအကြီးချင်းချင်းပြိုင်ပြီးတော့မြတ်စွာဘုရားသက်ကြီးတယ်အသက်ငယ်တယ်ဆိုတာအရင်မွေးလို့အသက်ကြီးတာမဟုတ်ဘူးသီလသမာဓိပညာတွေရှိမှသက်ကြီးတယ်လို့ဂုဏ်ကြီးတယ်ရှ िख ိုးတိုက်တယ်လို့ပြောရမယ်လို့ဆိုတဲ့အကြောင်းတွေကိုရှင်းပြနောက်တစ်ခုမှဘုရားနဲ့သူနဲ့ဘသူကအရင်မွေးတာတော့လောကအနေမှာဆိုလို့ရှိရင်ဝေရင်သာပုံနာကြီးကအရင်မွေးတာပဲသို့တော့အသိဉာဏ်ရှိမွေးဖွားလာခြင်းကြတော့ဘုရားကအရင်မွေးတာပေါ့ဝေရင်သာပုံနာကြီးကအခုချိန်ထိပဲအဝိဇ္ဇာတိဟုသောဥက္ကွန်နဲ့အမှောင်ထဲမှာပဲရှိသေးတယ်မမွေးသေးဘူးပေါ့မြတ်စွာဘုရားကအဝိဇ္ဇာတိဟုသောဥက္ကွန်ကိုခွဲပြီးတော့ဝိဇ္ဇာဉာဏ်ရလာတော့ဘုရားကအရင်လောကကြီးမှာပေါ်ထွန်းလာတယ်ဒါကြောင့်မို့ဘုရားကသူကြီးတယ်ဆိုတာကိုပြနောက်ပိုင်းတော့ဝေရင်သာပုံနာကသဘောကျပြီးတော့ဘုရားကိုကြီးပါပေးတယ်ဆိုပြီးတော့လက်ခံသွားပြီးတော့ရှ िख ိုးတယ်ပေါ့ကြီးညိုလို့ဝေရင်သာပြည်ကိုဘုရားကိုပင့်ထားတယ်သို့တော့ကံမကောင်းအကြောင်းမလားတော့မိုးကောင်ရေရှားဖြစ်ပြီးအဲ့မှာဝေရင်သာပြည်ကြီးကငတ်မုတ်ခေါမလို့ဆုံးခံလို့မရတဲ့အခြေအနေမျိုးဖြစ်သွားတယ်ဝေရင်သာပုံနာကြီးကလည်းဘုရားပင့်ထားပြီးတော့မေ့နေလိုက်တာ3လဆုံးကဲ့မှမသိဘူးမေ့နေတာအဲ့ဒီအချိန်မှာဟိုမြင်းကုံတဲ့တွေကနေပြီးတော့မြင်းစားဖို့ဆိုပြီးတော့ဂျုံတွေကိုပြုတ်ပြီးတော့ယူလာတာမြင်းစားဖို့ဂျုံဆိုတာကအကျန်းနေပဲပေါ့လူစားလို့ပဲရအဲ့ဒီမြင်းစားတဲ့ဂျုံတွေကိုရှင်အနန္ဒာကနေပြီးတော့ဆုံလေးနဲ့ထောင်းပြီးတော့မြတ်စွာဘုရားကိုကတ်ရတယ်ဝါတွင်3လဂျုံပဲစားခဲ့ရတယ်တဲ့အဲ့ဒါဟာလေကံကြမ္မာဝကြွေးကိုပေးဆက်ရခြင်းတစ်ခုပါပဲတဲ့ဒီလိုဆိုတယ်နော်တော့ဟေးမကောင်းတာတွေစားနေရင်ကံကြမ္မာဝကြွေးပေးဆက်ရတယ်လို့ပြောရမလို့ဖြစ်နော်မြတ်စွာဘုရားအဲ့ဒီမှာဘာကြောင့်ဒီဘဝကိုရောက်တာလဲဆိုတော့ဒီဘ
ုဒ္ဓဖရာလက်ထက်မှာဘုဒ္ဓဖရာရဲ့တပည့်သားသာဝကတွေကိုတလေးဆန်ကောင်းကောင်းမစားကြနဲ့မယောဆန်ချမ်းနေသာစားကြပါစေလို့ဆိုပြီးတော့ဆဲရေးခဲ့ဘူးတယ်ချိန်ဆဲခဲ့ဘူးတယ်ဒီကိုယ်တော်တွေဟာတလေးဆန်နဲ့မတော်ဘူးဂျုံချမ်းတွေပဲတော်တယ်ဆိုပြီးတော့အဲ့ဒါလို့ဆဲရေးတိုင်းထွာပြီးပြမှားခဲ့ဘူးတယ်တဲ့အဲ့ဒီပြုလုပ်ခဲ့တဲ့ကံကြမ္မာရဲ့ဝတ်ကြွေးကိုဒီဘဝမှာဒါလာပေးဆက်ရတယ်3 လကြာတယ်ပေါ့အဲ့ဒါလည်းပဲဝတ်ကြွေးပေးဆက်ရခြင်းတစ်ခုပဲတဲ့နောက်တစ်ခုကမြတ်စွာဘုရားဘဝမှာအကြည့်ကျယောဂဝေဒနာ3 ခါရှိတယ်ပေါ့3 မျိုးရှိတယ်ပေါ့ဘာတော့ဆိုရင်မကြမကြခါအောင်တဲ့ယောဂရှိတယ်မကြမကြခေါင်းခဲတတ်တဲ့ယောဂဝေဒနာရှိတယ်နောက်ဆုံးမှာသက်တော်80ဘာဝမျိုးကိုရောက်တဲ့အခါကျတော့စုံဒရဲ့သူကရမတ္တဝလို့ဆိုတဲ့အာဟာရကိုဖုံးပေးသုံးဆောင်ပြီးတဲ့အခါကျတော့ one shot နော်ထင်ရှားတဲ့ယောဂဝေဒနာကြီးတွေပြောမယ်ဆိုလို့အဲ one shot မကြမကြခေါင်းခဲတာဘာလို့တော့ဆိုတော့ဘုရားလောင်းဘွားတုန်းကတန်တရားကျင့်လဲတယ်ဆိုတာဖြစ်ချင်တာဖြစ်တာနော်တန်ဃာရွာမှာသွားပြီးတော့မွေးဖွားတာဆွေတွေမျိုးတွေကလည်းတန်ဃာတွေပဲတန်ဃာတွေဆိုတော့သိတဲ့အတိုင်းပဲငါးတွေဖမ်းကြထူးကြရိုက်ကြပေါ့အဲ့ဒီမှာသူကဘုရားလောင်းကကလေးဘဝနဲ့မိဘတွေကငါးတွေဖမ်းပြီးတော့ငါးကလေပေါ်တင်လိုက်လို့ခေါ်သွားလှုပ်လို့ရှိရင်ဒီထဲကိုပြန်ကျသွားမှာကိုအဲ့ဒီလိုငါးကဖြတ်ခုံးနေတဲ့အခါမှာမိဘလှုပ်တဲ့ပုဂ္ဂိုလ်တွေကငါးကောင်းကိုထုလိုက်တော့ငါးလေးကငြိမ်သွားတယ်ပေါ့အဲ့ဒါလေးကိုသဘောကျပြီးတော့သူကခြေနဲ့ကဲမင်းခုံနိုင်သေးလားပေါ့အဲ့ဒါလို့ငါးကောင်းကိုထုတယ်ကိုသဘောကျပြီးတော့သူကခြေနဲ့ခဲ့လို့တဲ့ခေါင်းခဏခဏကြိုက်တယ်အဲ့ဒါတတိထားကြပေါ့ခေါင်းခဏခဏကြိုက်တယ်အဲဆွေတွေမျိုးတွေကလည်းပဲအဲ့ဒီတုန်းကတန်ဃာတွေဖြစ်စဉ်တုန်းကငါးတွေကိုတပ်ဖြတ်ခဲ့တဲ့ပြစ်မှုကြောင့်မြတ်စွာဘုရားသက်တော်80အရွယ်မှာဆွေတွေမျိုးတွေကိုဝိတ္တုပါကတပ်ဖြတ်တယ်မဟုတ်လားတာဂမေမင်းကြီးမျိုးတုံးသွားအောင်တပ်ဖြတ်လိုက်တာအဲ့ဒါကိုလည်းခံရတယ်ဒါလည်းကံကြမ္မာဝေကျွေးပေးဆက်ရခြင်းတစ်ခုပဲတဲ့နောက်တစ်ခုကခါခဏခဏနာတာတော့ဘုရားလောင်းကလည်းတစ်ခါတစ်ခါကျတော့သူကဘောက်စင်သမားဖြစ်သေးတာလက်ဝိသမားအဲလက်ဝိသမားဖြစ်တဲ့အခါကျတော့သူကဟိုကြံတစ်ဖက်သားကိုကင်ပြီးတော့ပေါက်လိုက်တာဟိုလူကခါကျိုးသွားအဲ့ဒီခါကျိုးသွားလို့ဘုရားကလည်းမကြခါနာတရားဟောတဲ့အခါကျတော့တစ်ခါရှင်သာရိပုတ္တရာကိုဘုရားမိန့်လေရှိတယ်တန်ဃာတွေကမအိတ်ထင်သေးဘူးတဲ့ဝိကတထိနမိတ်တော်ခေါ်သာရိပုတ္တဘိက္ခုတံကိုဆိုလိုတာကပရိသတ်တွေကမအိတ်ထင်သေးဘူးနော်ဆက်ပြီးတော့ဟောလိုက်ပါငါခါနာနေတယ်နည်းနည်းလှဲလိုက်အောင်မယ်ပေါ့ပိဋ္ဌိမေအာခိလယတိတမဟံအာယမိတ်တာမိဆိုတဲ့သုတ်တန်လေးတွေမှာရှိတယ်ပေါ့နော်ခါနာတယ်ခဏလှဲလိုက်အောင်မယ်ဟောတရားဟောရင်ကနေပြီးတော့ခါနာလို့ခဏလှဲရတာမျိုးတွေရှိတယ်တဲ့အဲ့ဒါဘောဇင်သမားဘဝတုန်းကသူများကိုအဲ့ဒါခါကျိုးအောင်ပြစ်ဖောက်ခဲ့လို့တဲ့အဲ့ဒီကံကြမ္မာဝကျွေးကိုပေးဆက်ရခြင်းဖြစ်ပါတယ်ခုခေတ်သူများတဲ့ထူးပြီးတော့ယောဂဖြစ်နေတဲ့ပုဂ္ဂိုလ်တွေလည်းဒါကံကြမ္မာဝကျွေးပေးဆက်ရတာပဲဖြစ်မှာပဲနော်ကံကြမ္မာဝကျွေးပေးဆက်ရတာတွေပဲဟောနောက်တစ်ခုကတော့သက်တော်80မှာခေါင်းကသက်တော်80မှာ$1လာတယ်ဆို$1လာတာဘာကြောင့်လာတာတော့လို့ဆိုတော့တချို့ကဝက်သားစားလို့1ရှော့တယ်လို့ပြောတယ်မဟုတ်ပါဘူးเนาะဒါကြောင့်လည်းမဆိုင်ဘူးအဲ့ဒီမှာစုံဒဆိုတဲ့ပရိသမာပရိဆရာပါဝါမျိုးကစုံဒဆိုတဲ့ပရိဆရာကမြတ်စွာဘုရားကိုဆွန့်ကတ်တယ်ရဟန်းသံဃာတွေကိုလည်းကတ်တယ်သူကတ်တဲ့အထဲမှာဟင်းတစ်မျိုးပါလာတယ်ထူးခြားတဲ့ဟင်းအဲ့ဒီဟင်းကိုသူကရမတ္တဝလို့ခေါ်တယ်တာမန်ကြည့်မယ်ဆိုရင်တော့သူကရဆိုတာဝက်မတ္တဝဆိုတာနုညံ့တဲ့အသားနုညံ့တဲ့ဝက်သားဝက်ပြူသားလို့ဒီလိုဆိုတယ်ဒါရှင်မဘုရားကောသာကတော့အဲ့ဒီအဓိပ္ပာယ်ကိုပဲယူတယ်နဲ့တူတယ်
တနှစ်သားဝက်ပြိုသားလေးချက်ပြီးတော့ကတ်တယ်လို့အဲ့ဒီမှာဝါရတွေအများကြီးရှိတယ်သူကရမတ္တဝါဆိုတာဝက်သားမဟုတ်ဘူးတဲ့မှုတစ်မျိုးလို့ဒီလိုလည်းပြောတယ်နောက်နိုးကနာထမင်းတစ်မျိုးဆွန်းတစ်မျိုးလို့ဒီလိုလည်းပြောတယ်နောက်ရတယနာကျမ်းမာရေးအတွက်အထူးစီမံမြတ်စွာဘုရားကသက်တော်80ရှိနလန်ထလာကစားဝါရင်3လမှာအကြီးကျယ်ဝါဆိုဦးမှာဝေလူဝရွာမှာအကြီးကျယ်နေမကောင်းခဲ့တယ်နေမကောင်းခဲ့သည့်အတွက်ကြောင့်မြတ်စွာဘုရားကိုပို့ပြီးတော့အင်အားကြီးပြည့်အောင်လို့ဆိုပြီးတော့သူကရမတ္တဝါဆိုတဲ့အစာအစာကိုတမင်တကာစုံသားကစီမံချက်ပြုတ်ပြီးတော့ကတ်တာတဲ့ဝါရတော့အမျိုးမျိုးရှိတယ်ပေါ့နော်အဲ့တော့ဝါသားဖြစ်ခြင်းလည်းဖြစ်မယ်မှုဖြစ်ခြင်းလည်းဖြစ်မယ်ဆေးတစ်မျိုးဖြစ်ခြင်းလည်းဖြစ်မယ်ပေါ့သို့တော့သေချာတာကဘာလို့ဆိုအဲ့သူကရမတ္တဝါဆိုတဲ့ဟင်းလျာထဲမှာနတ်တွေကနတ်ဩဇာတွေထည့်ကြတယ်ဘာဖြစ်လို့ထည့်တော့ဆိုမြတ်စွာဘုရားသက်တော်80အားတွေနဲနေပြီအားရှိအောင်လို့ဆိုပြီးတော့ကြွေးကြတယ်ဒကာဒကမတွေကလည်းတူတူပဲဘုန်းကြီးတွေသက်ကြီးရင်အားရှိအောင်ဆိုပြီးနင်းကန်ကြွေးတယ်နော်နင်းကန်ကြွေးတယ်အဲ့ဒီအချိန်မှာအားရှိအောင်ဆိုလို့ကြွေးရုံနဲ့မရဘူးနော်တချို့ယောဂပရိုတိန်းဓာတ်တွေများလို့မရဘူးဆိုပါစို့ကြောက်ကယောဂရှိတဲ့ပုဂ္ဂိုလ်သွားပြီးပရိုတိန်းဓာတ်များတဲ့ငှက်တိုက်တွေဘာတွေအားရှိအောင်ဆိုသွားမကြွေးလေနဲ့ပို့ပြီးတော့ယောဂတိုးအောင်လုပ်တာနဲ့တူတူပဲအားရှိမှာကနောက်ကြောက်ကထိဟိုတဲ့ပေါ့လေးနဲ့ဖေးလျာဖြစ်သွားပြီးတော့ကြောက်ကကအလုံးမလုံးလို့ပြန်တော်မူမှာကအရင်ပဲအဲ့ဒါနော်အဲ့တော့ဒါမျိုးကအားရှိအောင်လို့တခုတည်းကြည့်လို့မရဘူးနော်အဲ့တော့စုံနာကလည်းမြတ်စွာဘုရားအားရှိအောင်လို့ဆိုသူကရမတ္တဝါအစာကျွေးတယ်နတ်တွေကလည်းပဲနတ်ဩဇာတွေထည့်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားကအဲ့မှာပြိဋိဘန္နတုံမှာဒီသူကရမတ္တဝါဆိုတဲ့အစာအစာကိုမြတ်စွာဘုရားတပါးတည်းကတ်ခိုင်းတယ်ကျန်တဲ့ယဟန်တွေမကတ်နဲ့ရှင်းတော့မပြဘူးအဲ့ဒါဘာလို့လို့ဆိုတော့ခုနနတ်ဩဇာတွေအများကြီးထည့်ထားတယ်မြတ်စွာဘုရားကအမတန်မှဘုံကံပါရမီရှိတဲ့ပုဂ္ဂိုလ်မျိုးဒီအစားအစာကိုကျင့်ညက်စေနိုင်တယ်ကျန်တဲ့ယဟန်တွေအစာကျင့်မှာမဟုတ်ဘူးဒါကြောင့်မလို့မြတ်စွာဘုရားတပါးတည်းကတ်တယ်ကတ်ပြီးတော့ပိုတဲ့အစားအစာတွေကိုစွန့်ပြီးတော့မြုပ်ခိုင်းလိုက်တယ်မြတ်စွာဘုရားဒီမိလူတွေမစားဘူးအဲ့ဒီသူကရမတ္တဝစုံနာကတ်တဲ့ဆွန်းစားပြီးတော့သူကရမတ္တဝလည်းဖုံးပေးပြီးရောအဲ့ဒီနေဝမ်းနေလျှောတာပဲပေါ့အဲ့ဒီဝမ်းလျှောတာဟာတမန်အပြင်ပြောရင်တော့ဒီဝက်သားစားလို့ဒီဟင်းစားလို့ဒီလိုဖြစ်တယ်လို့ဒီလိုထင်စရာရှိတယ်မဟုတ်ဘူးတဲ့ဒီဟင်းစားသည့်အတွက်ကြောင့်ဝမ်းလျှောတာနည်းနည်းသက်သာသွားတယ်ပေါ့ဆိုလိုတာကသူကရမတ္တဝကြောင့်ဝမ်းလျှောပြီမဲ့အာသိပ်မယုတ်တာဒါကြောင့်အာယုတ်တာတော့ယုတ်တယ်မြတ်စွာဘုရားဒီသုံးကောင်ခရီးလေးကိုအချိန်25ချိန်လောက်နားပြီးသွားတယ်လမ်းမလျှောက်နိုင်ဘူးနော်အဲ့ဒါလောက်ထိအောင်အင်အားတွေရော့သွားတယ်ခုခေတ်လိုကားနဲ့ပို့မဲ့လူလည်းမရှိဘူးကားလည်းမရှိဘူးအဲ့ဒီမှာမြတ်စွာဘုရားကုန်းချောင်းလျှောက်ရပါဝါကနေပြီးကုသိဏအောင်ကုန်းချောင်းလျှောက်တာလေအဲ့ဒီချိန်မှာဝမ်းနေလျှောပြီးတော့မြတ်စွာဘုရားအဝတ္တမဒီအားတော်တွေရော့သွားတယ်အဲ့ဒီဝမ်းလျှောတာဟာလည်းပဲတဲ့ကံကြမ္မာဝကြွေးပေးဆက်ရခြင်းတစ်ခုပါတဲ့ဘာဖြစ်လို့တော့ဆိုလို့ရှိရင်တထေးသားတစ်ယောက်ကိုဝမ်းလျှောအောင်လို့ဆေးဆရာဖြစ်တုန်းကလှုပ်ခဲ့ဘူးတဲ့နော်ဝမ်းလျှောအောင်လို့ကျွေးခဲ့ဘူးတဲ့အဲ့ဒါကြောင့်မို့လို့သူ့လက်ချက်နဲ့ဟိုတထေးသားဟာဝမ်းလျှောပြီးတော့မြော့သွားခဲ့ဘူးတဲ့ပေါ့အဲ့ဒီကံကြမ္မာဝကြွေးကိုပေးဆက်ရခြင်းဖြစ်ပါတယ်လို့ဒီလိုဆိုတယ်အဲ့တော့ကံကြမ္မာဝကြွေးဟာဘယ်သူပဲဖြစ်ဖြစ်ကိုလုပ်ခဲ့တာကိုယ်တဏ္ဍာမှာရှိနေတာဖြစ်သောကြောင့်ကံကြမ္မာဝကြွေးကိုလူတိုင်းဟာလောက်အောင်ပြေးဖို့ဆိုတာမလွယ်ဘူးခန္ဓာရှိနေသေးတယ်များတော့ပေးဆက်ကြရမှာပဲနောက်တစ်ခုကတော့မြန်မာစာပေမူမှာမပါဘူးရိုးရစာမှုအနေနဲ့ပါတဲ့ကံကြမ္မာဝကြွေးလေးတစ်ခုပေးဆက်ရမှုတစ်ခုကဘာတော့ဆိုရင်ဘုရားလောင်းကနွားချောင်းသားဖြစ်ခဲ့တယ်အဲ့ဒီနွားချောင်းသားဖြစ်နေတဲ့အချိန်မှာနွားတွေကရေတောက်တာနွားတွေရေတောက်တာကိုမတောက်ရအောင်မောင်းပြီးတော့သူကသွားကြတာကိုနွားတွေကရေတောက်နေတာကြားတဲ့အခါကျတော့မတောက်ရအောင်နွားတွေကိုမောင်းတယ်အဲ့ဒီနွားတွေရေစာလို့ရေတောက်နေတဲ့နွားတွေကိုအတင်းမောင်းတင်ခဲ့တဲ့
အကုသိုလ်ကြောင့်မြတ်စွာဘုရားခုနကပါဝါကနေကုသိနာယုံအသွားမှာရေတာအငတ်တယ်အာနန္ဒာရေငတ်လိုက်တာရေပေးစမ်းမှရေပေးစမ်းမှနဲ့မြတ်စွာဘုရားအဲ့ချိန်မှာတောင်းတယ်နော်ရှင်အာနန္ဒာလည်းပဲအရှင်ဘုရားတဲ့အခုတည်းမဲ့လဲပေါင်း900ဖြတ်သွားလို့ရေတွေကအမတန်မှနောက်နေတယ်ဟိုရှိနားကြရင်ရေတွေကြီးပါလိမ့်မယ်ပေါ့ခုခေတ်လိုရေတံဘူးကလည်းပါလာတာမရှိဘူးနော်မြစ်ရေကိုခတ်ပြီးတော့ပေးရမှာအဲ့ဒါလို့မြတ်စွာဘုရားဟာရေငတ်လိုက်တာလို့ဒီလိုပြောရတော့အောင်ရေငတ်မှုတံခံရတာခုနကနွားချောင်းသားဘဝတုန်းကနွားတွေရေတောက်နေတာကိုမတောက်ရအောင်မောင်းတင်ခဲ့တဲ့ပြစ်မှုရဲ့ကံကြမ္မာဝတ်ကြွေးကိုပေးဆက်ရခြင်းဖြစ်တယ်ဆိုတာတီဟိုမူမှာတော့အဲ့ဒါလေးပါတယ်အားလုံးပေါင်းလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကိုယ်တိုင်ပေးဆက်ခဲ့ရတဲ့ကံကြမ္မာဝတ်ကြွေးဟာ12မျိုးရှိတယ်လို့အဲ့ဒီအပဒနာဆိုတဲ့ပါဠိတော်မှာဒါတွေကိုစုပြီးတော့ပုပ္ပကမ္မပိလောတိကပုပ္ပပိလောတိကကမ္မဗုဒ္ဓအပါဒနာဆိုတဲ့အခန်းမှာဒါတွေကိုပြထားတာရှိပါတယ်အေးမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ဘုရားဘဝမှာအခုလိုကံကြမ္မာဝကြွေးတွေပေးစားရတယ်လို့တို့တွေဟာလည်းပဲမကောင်းတာတွေလုံးပြီးလို့ရှိရင်ဖြစ်ဒီကံကြမ္မာတွေဟာဝကြွေးနေတယ်ဖြစ်ပြီးတော့တို့တွေလည်းပေးစားကြရမှာဖြစ်နေတယ်ဒါကြောင့်မို့လို့မကောင်းတာတွေခုလိုသိတဲ့ဘဝမှာမလုံးမိအောင်တို့တွေဟာတတိကြီးစွာထားပြီးတော့ရှောင်ကြရမယ်လို့ကိုစီတတိထားပြီးတော့ကံကြမ္မာဝကြွေးတွေမိမိတဏ္ဍာမှာမတင်ရအောင်ကျွေးမတင်ရလေအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း